video လေးမစခင်ညီမတို့ရဲ့ Just YM channel လေးကို subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်ရှင်။ညီပြင်ကအထင်ကိုမဆက်တုံးလုံနေချင်တာအပြင်တိုင်ဆိုင်တော့မြင့်ကွာတာမြတ်ထုတ်ပေါ်လာလေ။ညနေစီစာနေရောင်ကြီးအောင်မှာလျောင်ရှည်များကိုကင်ဆွဲထားတဲ့တန်မဏီချဝေမြင်းစည်းစစ်တများသည်ပင်ရန်မြို့တို့တော်မှအပြည့်ညတုံးဆိုင်ချလာလေတဲ့။ထိုစစ်တက်ချီကိုဦးဆောင်လာသူမှာစူမိသားစုအိမ်တော်ရဲ့အဆောင်ရှောင်းလိုယူပဲဖွေလေသည်။မြင်းမြန်သွားပါရှန်။လိုယူကစစ်သားများကိုအဆက်မပြတ်အတင်းလောဆော်နေပြီးသူ့နှဖူးမှာချွေးများကရွှဲနေကသူ့အမူအရာကစိတ်တော်ကရှုပ်ချွဲမှုအပြည့်ဖွက်လေတယ်။စူစီမိုစူမိသားစုအိမ်တော်ကထွက်တော်တာမှာ3နာရီလောက်ကြာသွားမိပြီ။ယခုအချိန်မှာတော့အေးအေးဆေးဆေးတည်ငြိမ်သက်တဲ့ဦးလေးချန်အလဲထိစူးရင်ပူပန်ပိုပုံနေပြီဟဲ့။ဘာလဲဟာသွေးဆုပ်နေတဲ့မျက်နှာများနဲ့ချိတ်လန့်တကြပြေးထွက်လာကြတဲ့လူတွေကိုမြင်ရတော့လိုယူသည်ကြောင်အားသွားလေတယ်။ထိုလူများသည်အခုလေချင်းထိတ်လန့်တကြဖြစ်ပြရတဲ့အဖြစ်ပြက်နဲ့ကြုံတွေ့လာကြတာပဲဖြစ်ကြောင်းတူနေကြရတယ်။ဒီငနေတွေကဇောင်မိသားစုအိမ်ကအဆောင်နေတွေဖြစ်နေတယ်။လိုယူရဲ့စိတ်ထဲမှာတက်ချင်ဖြက်ချင်စိတ်ကထောင်းကနေထွက်လာလေတယ်။သူဒီသူခေါ်လာတဲ့စစ်သားများနဲ့ထိုလူများကိုပတ်ဝိုင်းထိုအမိန့်ပေးတော်မယ်လို့ပဲရှိသေးတယ်။ဦးလေးချန်ကရုတ်တရက်ထဖြိုးလိုက်တယ်။သူတို့ကိုအေးမလို့နဲ့ဇောင်မိသားစုအိမ်ထဲကိုမြင်မြန်သွားတို့လူကိုအရင်ကဲရအောင်သူတို့ဆောင်မိသားစုအိမ်ကိုသွားတာလမ်းတစ်လျှောက်မှာတညက်သမား15ရက်လောက်ပြေးထွက်လာမြင်ရပြီးသူတို့အားလုံးဒီထိတ်လန့်တကြားအမူအရာနဲ့ပြေးထွက်လာကြတာဖြစ်လေတယ်။အဲ့မှာဘာဖြစ်နေတာလဲဟာဦးလေးချက်နဲ့လိုယူကြီးစိတ်မထက်တာခံစားနေကြတယ်။ညမကြခင်ဦးလေးချက်နဲ့လိုယူကြီးရာချီမြင်းစည်းစစ်တဲ့ကြီးကိုဦးဆောင်ကဇောင်မိသားစုခြံတကားရှေကိုရောက်ရှိလာလေသည်။သူတို့အသေးကိုချိုးဖြောက်ဝင်ရောက်ဖို့လုပ်နေတုန်းမှာပဲခြံတကားကရုတ်တရက်ပွင့်သွားလေတယ်။ထိုအသေးမှလူရင်ငယ်လေးနဲ့မိန်းကလေးတယောက်လမ်းထွက်လာလေတယ်။မိန်းကလေးရဲ့မျက်လုံးတစ်ဖက်ကိုအဝတ်စွာနဲ့စီးနှောင်ထားပြီးထိုအပေါ်မှာသွေးစံများကစွန့်ထိန်နေလေတယ်။သူမရဲ့အသေးတွေလေးရတဲ့ခမတာကိုလေးကလည်းတသိမ့်သိမ့်ပြီးတုံရင်နေလေတယ်။သူမရဲ့ဝမ်းလေးပန်စံလေးကိုမြင်သူတိုင်းမှာတနာကရုဏာမတတ်ဘဲနေနိုင်လိမ့်မယ်လို့မဟုတ်ပါဘူး။လူရင်ငယ်လေးကတော့အဝတ်ကစုပ်ပြတ်သက်စွာပေါက်ပြင်းနေပြီးသွေးစံများကမြေမကားအောင်များစွာစွန့်ထိန်နေလေတယ်။သူဒီဘဲဘက်လက်ကသွေးများတဆက်ဆက်စီးနေတဲ့စေပါဓာတ်ကိုကင်ဆွဲပြီးညာဘက်လက်ကမင်းကလေးရဲ့လက်ကိုကင်ဆွဲကဇောင်မိသားစုခြံတကားမှာတပြေးပြေးလေးလမ်းထွက်လာလေတယ်။အားလုံး၏အကြည့်သည်တိုင်မီစရာမလိုဘဲနှင့်ထိုလူငယ်လေးနှင့်မိန်းကလေးကိုဖြတ်ညင်စောင်းမိသားစုခြံဝင်းထဲသို့လှမ်းကြည့်လိုက်ကြလေသည်ထိုအရာသည်သူတို့သက်သက်ဘယ်အောင်မှမမေ့နိုင်တော့မီကြောချမ်းထိတ်လန့်တုန်လှုပ်ရှာမြင်ကွင်းကြည့်လေသည်ခြံဝင်းတွေတို့တိတ်ဆုံးနေသောရုပ်အလောင်းများကနေရာအညဖြန့်ကျဲနေ၏နေရဲနေသောသီးများကကြောက်တုံးအကိတ်ကွဲကြောင်များထွယ်တို့တိတ်ဆိတ်စီးစင်းနေ၏တချို့လူများ၏ခန္ဓာကိုယ်ကထပ်ပိုင်းပြက်နေသည်တချို့၏ဦးခေါင်းများကအပိုင်းပိုင်းချီမွေနေသည်တချို့ခန္ဓာကိုယ်များကခြေလက်များပြက်ထွက်နေပြီးဆက်မြင်ဆန့်သွင်းနှင့်အကြောဆွေးနေလေ၏လူသည်အငွေ့သက်များကနေရာအညပြန်နှံ့နေပြီးသွေးနံများကလီရွဲတွင်ပြည့်နှံ့နေလေ၏ထိုရာထီတကယ်ကိုကောက်စရာကောင်းလာပြီးငရဲ၏အနိတရာရုံမြင်ကွင်းပင်စူစီမိုဒီသွေးများဖြင့်ရွှဲနစ်ကဆဲဘာဒါရှေကိုကိုက်ဆွဲထားပြီးသူသည်ငရဲကတက်လာတော့ဝิญဉ်နှုတ်သေးမင်းတယောက်လိုပင်ဘာဖြင့်ဖြစ်စေသူ့၏အကြည့်ကတောက်ပအကြည့်လေးနေဆဲဖြင့်၏ညနေခင်း၏စီးစာရောင်ကိုင်းတီနုကျုချောမောသောထိုလူငယ်လေး၏မျက်နှာပေါ်သို့ကြာရောက်လာသောအခါလွှတ်ရွာဆန်းကြသောတောက်ပမှုကိုပေးစွမ်းနေလေ၏ရာပေါင်းစော်၏မြင့်တက်ကြီးသည်အကြသံပင်ကြားရလောက်အောင်ပင်တစ်စိသွားလေသည်မမြင်ရသောခန့်ညာထေဝါသောအော်ရာအောက်တွင်သူတို့၏အောက်ကဒေါမပြင်းထန်သောစင်မြင့်များပင်ခေါင်းကုံငုံကကြောက်ရွံ့မှုဖြင့်တစ်စိနေလေ၏ဤအချိန်တွင်လူတိုင်းသည်စူးစီးမှုထံမှထူးဆဲမှုနှင့်ယဉ်နှီးမှုနှမျိုးလုံးကိုခံစားနေလေ၏ဆူရှောင်းနေသည်တစုံတရာကိုတိရှိခံစားလိုက်သလိုသူမ၏မျက်လုံးကိုစီးနှောင်းထားသောအဝိစာကိုဆွဲဖြေလိုက်၍စောင်းမိသားစုခြံဝင်ဘက်သို့လမ်းကြည့်လိုက်လေသည်စူစီမိုဒီဆူရှောင်းနေနီးမမြင်းကိုလက်နဲ့လှမ်းကာလိုက်၍မကြည့်နဲ့ညီမလေးတို့အိမ်ကိုအရင်ပြန်ပြီးနားကြရအောင်ဒီနေ့ကိစ္စကိုခေါင်းထဲကထုတ်လိုက်တော့ဟုညင်သားစွာပြောလိုက်လေသည်ဦးလေးချန်ဦးလေးလူကြီးရှောင်းနေကိုအိမ်ကိုပြန်ဖွတ်လိုက်ပါစူစီမို၏အတန်ဒီအလွန်တင်းငင်နေတော့လေဘာကြောင့်ရမသိလူတိုင်းအကြောတောင်းတီးနေတယ်လို့ခံစားလေရ၏ဦးလေးချန်ကထောင်းငင်ပြောလိုက်သည်လျိုယူသည်ချက်ချင်းပင်ရှေ့သို့ထွာကရှောင်းနေကိုမြင်းပေါ်ကိုတင်ပေးလိုက်၏ထို့နောက်သူသည်ကိုယ်တိုင်အမြိုင်သူမကိုစုအိမ်တော်သို့ပြန်ခေါ်သွားလေသည်လျိုယူနှင့်အခြားသူများထွက်ခွာသွားတာကိုကြည့်လိုက်ပြီးနောက်စူစီမိုသည်လည်းတဖြည်းဖြည်းလှမ်းထွက်လာ၏သူ၏ခြေလမ်းများသည်လေးလင်လီပြီးသူနောက်တွင်ထင်ရှားသောသွေးချေဘက်ကွက်များကကြံ့ရစ်လေ၏ထိုအရာသည်ကြောချမ်းတုန်လုစရာမြင်ကွင်းပင်ဒုတိယသခင်လေတင်းလူတိုင်းကိုကြောပေကစူစီမိုကလက်ကပြလူငါနောက်ကိုမလိုက်ခင်နဲ့ဟုပြောရင်းဆက်လောက်သွားလေ၏ရာပေါင်းစွာသောမြင်းတက်ကြီးသည်တုတ်တုတ်မြမလုရှားကြပြီမြတ်တူးဆိုမြထိုအားကိုမြရူးမြဖျောက်ရှင်းကိုရာမသွဲကြပြီ
လမ်းတခြားထွက်ခွာသွားသောစူစီမိုး၏ပုံရိပ်ပျောက်သွားမှသာလျှင်သူတို့အားလုံးစိတ်သက်သာစွာတပြင်းချလိုက်ကြလေသည်ဤပျော်ပုံပေါက်နေသောစုမိသားစုဒုတိယသခင်လေးကိုရင်ဆိုင်နေခြင်းတွင်ကြမ်းထမ်းသောတစ်ဖြတ်တိုက်ပွဲများနှင့်အသားကျသွားသောစစ်သည်များသည်လေးလင်သောဖိအားကိုအမှန်တကယ်ခံစားနေကြရလေသည်မစ္စတာဂျန်အထက်ကလူအားလုံးတပြန်နဲ့တို့တေကုန်ကြပြီထင်ပါတယ်။အဲ့ထဲမှာမူလအဆင့်ပညာရှင်12ယောက်လည်းပါတယ်။ဆောင်းနဲ့လီမိသားစုကမိသားစုတစည်းတွေပါပေါ့။ယူချီဟူသည့်ကျောင်းမိသားစုချန်ဝင်းတွေကပြေးထွက်လာပြီးနောက်ခတ်တိုးတိုးပြောက်လိုက်လေသည်။အာအဲ့ဒါကကိရှအကြီးကြီးပဲ။အကုန်ပွက်လောရိုက်ကုန်တော်မှာတဲ့။သူတို့ရောက်လာခဲ့ပြီးဆောင်းမိသားစုချန်ဝင်းတွေကသွေးပြက်ဆွဲမြင်ကွင်းကိုတွေးလိုက်ပြီးနောက်ကလူတိုင်းဒီအဆိုးဆုံးကိုမျောလင့်ပြီးစိတ်ကိုပြင်ဆင်ထားခဲ့တော်လေနေတဝက်လောက်အချင်းလေးတွေမှာယင်းနီယာကမူလအဆင့်ပညာရှင်12ယောက်တောင်တေဆုံးသွားလိမ့်မည်ဟုယူမြတ်တော်မှမထင်ထားခဲ့ကြပြီပို့ပြီးတော့ပြောစရာဖြစ်တာကတော့ဆောင်းမိသားစုနဲ့လီမိသားစုကမိသားစုတစည်းတစည်းများတေဆုံးသွားခြင်းဖြစ်၏ဒါအပြင်ဒိုင်းသမားရာပေါင်းများစွာပါတေဆုံးသွားသည်ဆိုလိုတာကဒီနေ့ကဆောက်၍ပြည်ရန်မျိုးတွင်မိသားစုကြီးနှစ်ခုသည်စည်ရင်ကဖဲထုတ်ခံရတော့သွားတော်သည်ပေါ့ဒီလူအလုံးကိုဒုတိယသခင်လေးကထက်ခဲ့တာလားပေါ့ ဒီဟာကလူတိုင်းသိချင်နေတော့တန်တရဖြစ်တာပဲနော်ယူရှိဟိုကမျက်ဖုံကျိုးပြီးပြောလိုက်တယ်တပိတ်ချမ်းခဏကျုပ်သိရဘလောက်ပြောရမင်းလွန်ခဲ့တဲ့3လလောက်တုန်းကဒုတိယသခင်လေးကစဦးမူလအဆင့်ပညာရှင်နဲ့သူ့မသားကိုမသားအနေထားလောက်ပဲတိုက်ခိုက်နေတာမဟုတ်လားနောက်ထပ်3လလောက်အချိန်ကလေးနဲ့သူကဘာလို့ဒီလောက်ကြောက်စရာကောင်းလောက်အောင်တမလာလာလေမစ္စတာချန်ဒီအုံနောက်6တော်ဟန်ဖြန့်လူတိုင်းမှာထုတ်မပြောနိုင်တဲ့လူကွက်ချစ်တီရှိတတ်တာပဲငါထင်တာတော့ဒုတိယသခင်လေးမှလေပြောပြလို့မရတဲ့လူကွက်ချစ်တီအများကြီးရှိနေတယ်ထင်တာပဲဟုတပ်ပြင်းချကပြောလိုက်လေစူစီမူဒီသူ့ကိုပိုင်အင်္ဂလိပ်ကိုပြန်လာခဲ့လိုက်၏တကားဝန်သားရောက်ချိန်တွင်သူမျက်နှာကအတော်လေးနွားလျားဖြော်တော်နေပြီမိသူသည်သူ့ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာများမှသွေးများစွာမဆုံးရှုံးခဲ့ရတော့လေနာကျင်မှုကတော့မခံမရနိုင်လောက်အောင်ပြီထို့အပြင်သူသည်3နာရီလောက်ကိုတစ်ချက်ကလေးမှမနာဘဲစက်တိုက်ခိုက်ခဲ့ရ၏သူ့ခန္ဓာကိုယ်ရှိကျွတ်သားတိုက်သည်ကျိန်းဆက်နာကျင်၍ရောင်ကွိုင်းနေပြီစူစီမူဒီခဏလောက်ထိုက်ကအနားယူပြီးနောက်ကြင့်ကြံခွင်တဲ့ကိုဝင်လိုက်လေ၏နှစ်တဝက်ကြာလို့ကြင့်ကြံခွင်ကမတိလိုက်မတိဖာထဲနေပြီးစူစီမိုရဲ့အားထားရနေရဖြစ်လာခဲ့၏အိမ်တို့ဖလန်းရောက်လာတော့ခန်းစားချက်မျိုးကိုသူခန်းစားလိုက်ရ၏တဲရွက်ကအစိမ်းရောင်ချက်တုံးပေါ်တွင်ထူမချာနာအေးအေးဆက်ဆက်မျက်နာထားနေထိုင်နေ၏သူမထီစူစီမိုဝင်လာတော့ကိုလှည့်ပင်မကြည့်ပြီးတို့ရာတွင်တင်မောင်းစရဲထဲမှခက်ဖြက်ဖြောဆေးရနတ်များထွက်နေတဲ့မဲနက်နတ်ဆေးပြပြအရေးများကိုဘယ်အချိန်ကတည်းကဖြည့်ထားတာနေမပြောတဲ့စူစီမိုသည်မိုးချိုးဆေးပါကိုမလန်းမခန့်မှပစ်ချလိုက်ပြီးလေးလိန်နေပြီးတော့သူ့ခန္ဓာကိုယ်ကိုတရွတ်ဆဲတယ်ပြီးတင်မောင်းစရဲထဲကိုဝင်လိုက်လေ၏ဆေးရီများကရေခဲလုံးမှအေးဆန်နေ၏သို့တော့သူ့နှလုံးသားကတော့နှွေးထွေးသွားလေ၏စူစီမိုသည်မတိလိုက်မတိဖာနဲ့အိပ်မျောသွားလေတော့၏6လလောက်ကျင့်ကြံလေ့ကျင့်ပြီးနော်ခန္ဓာအချင်းချင်းမိတင်ကြီးဟာသူ့အတွက်အလေးချင်းတစ်ခုလို့ဖြစ်လာခဲ့၏အိမ်မျော်နေစဉ်လေစူစီမိုသည်ထိုဝင်းလေထလီနီလန်းကိုအလိုလျောက်ကျင့်ကြံနေစေလို့စိတ်ရည်မိဟာရဲ့အာသင်များကိုစွတ်ယူသည်သူ့အရေးပြားနှင့်အသားများကိုမာကြောကျန်ခဲ့အောင်လို့တန့်ရှင်းလိကျင့်နေ၏ယခုတစ်ခါတက်ပြည့်ချင်းသည်စူစီမိုကိုခန္ဓာချင်းချင်းမိတင်ကင်းရဲ့အခရာကြမှုကိုပုံမိုသမောပေါက်လာစေရဲ့၏ခုနေစူစီမိုတာနိုးနေမီဆိုရင်သူခန္ဓာကိုယ်ကိုကြည့်ပြီးအံ့ဩတုန်လှုပ်သွားပြီလိမ့်မည်သူခန္ဓာကိုယ်မှဒဏ်ရာများသည်တာမန်မျက်လုံးညစ်မြင်နိုင်လောက်သောအမြန်နှုံးညစ်အနာပြင်းကျက်ကောင်းမွန်လာနေလေ၏အထူးကအကြောင်းရင်းက2ချက်ရှိပထမအနေနဲ့ခန္ဓာကျင့်ကြံမိုင်းမီစူးတန်ကိုကျင့်ကြံပြီးနောက်သူခန္ဓာကိုယ်၏စွမ်းအင်ပြန်လည်ဖြည့်ဆွတ်နိုင်စွမ်းသည့်လွန်စွာအားကောင်းလာ၏ဒုတိယအချက်ကနတ်မုံနေသောဆေးရည်များမှာအကန့်အသတ်မရှိဆေးအာနီသည့်အစီအနစ်များကသူခန္ဓာကိုယ်ထဲသို့စိမ့်ဝင်နေသောကြောင့်ဖြစ်လီ3နိုင်လောက်အစ်စစ်ပြီးနောက်စူစီမိုသည်နိုးထလာ၏ယခင်သူခန်းစားနေရသောပင်မနွမ်းလျာမကိုလုံးဝမခန်းစားတော့ပြီယခုသူ့တွေအားမှန်များစွန့်အင်များပြည့်စွာနေလေစူစီမိုသည်တခုခုထူးဆန်းနေသလိုခန်းစားလိုက်တော့ခါသူရလာခဲ့တဲ့ဒဏ်ရာများကိုလက်ဖြင့်စမ်းကြည့်လိုက်ထိုနေရာများကကြောက်ဆေးသားလိုကောင်းမွန်ချောမှုနေညီသည့်အနာရွတ်များပြင်မကြမ်းခဲ့ပြီဘလောက်ကောင်းလိုက်တဲ့အနာကျန်နှုံဒီစူစီမိုဒီကြိတ်ပြီးတုံလွတ်ပေါ်လီတပြိုင်နက်တည်းဆိုသလိုစူစီမို၏ခေါင်းထဲတွင်စိတ်ကူးတစ်ခုကပေါ်လာ၏သူဒီစိတ်ထဲကနေခန္ဓာကြံ့ကြံ့မိုင်းမေစူးတန်ကိုတိပစစ်ရွတ်နေလိုက်ချစ်ချင်းဆိုသလိုသူ့ကြွသားများတင်းကျပ်သွားသည်ကိုစူစီမိုကောင်းစွာခံစားသိရှိလိုက်သူ၏အသားများကိုနေရလက်မကျန့်ဆွဲထိညွတ်လိုက်တော့ခါ
သူ့၏အသားပြင်များသည်ကြောက်သားလိုမာကြောကြံ့ကြံ့လာလေ၏ဒါကအဆိုးတွေကအကောင်းပဲစူစီမိုသည်တိတ်ဆိတ်တွေးပြီးပြောလိုက်၏ဒီဖြင့်ပဒဏ်ရာများသာရမလာဘူးဆိုရင်ခန္ဓာကြံ့ကြံ့မိုင်းမေးစုတိုင်ရဲ့အနှစ်သာရကိုဒီအချိန်ကလေးထဲမှာနားလည်လာဖို့ဆိုတာမဖြစ်နိုင်တော့ဘူးစူစီမိုသည်ထားလုံလာပြီနော်จิตတော်ပြန်ထွက်လိုက်ဦးမေဟုတဲရွက်ကိုပြောလိုက်၏တရွဲကသူပြောသည်ကိုကြားသည်ပဲမထင်ရပြီသူမသည်အနားယူနေသည့်အတိုင်းသူမမျက်လုံးများကိုမိတ်ထား၏စူစီမိုသည်ကျင့်ကြံကွင်းထဲကလှမ်းထွက်လိုက်ပြီးသူ့အိမ်ထဲသို့ပြန်သွားကအစိမ်းရောင်ဝတ်စုံတစ်ထည်ကိုလဲလေလိုက်၏ထို့နောက်သူသည်စူးမိသားစုအိမ်တော်သို့ဦးတည်လိုက်လေ၏ဤအချိန်မှာညကမေးမောင်နေပြီလမ်းများတွင်လူသူမရှိတော့ပြီစူစီမိုသည်ကောင်းငင်ထေသွားခြေလောင်းကိုတုံးကယူးထွက်စွာပြေးသွားလေ၏မကြခင်မင်းသူသည်စူးမိသားစုအိမ်သို့ရောက်ရှိသွားလေ၏ချန်နဂါကတိတ်မထားပဲဒီတိုင်းဖွင့်ထား၏စူစီမိုသည်တခဏမျှစဉ်းစားပြီးနောက်ဦးလေးကျနေထိုင်ရာအပိုင်းဘက်ကိုဦးတည်လိုက်သည်ချန်ဝင်းကတိတ်မကျဲတော့ဘူးချန်ဝင်းရဲ့အလဲတွင်ကြောက်သားစားတဲ့ဝက်ဝင်းတစ်ခုရှိ၏ဦးလေးကျန်သည်ထိုးနေရာမှာထိုင်နေ၏သူသည်ထိုးနေရာမှာထိုင်ဆောင်နေဟင်မြည်သည့်အတော်ကြာနေမိပုံပင်ဒုတိယသခင်လေးနောက်ဆုံးတော့တင်ရောက်လာပြီပေါ့ဦးလေးကျန်နှင့်စိတ်ခံစားချက်အနှင်းငယ်ရှိနေ၏စူစီမိုသည်ကြောက်သားစားတဲ့ဘက်ဝင်းပြီးတွင်ထိုင်ချလိုက်၏သူသည်ဦးလေးကျန်တွင်မဲလုံးချင်းဆိုင်ကြည့်ပြီးကျုပ်ဘာလို့လာတယ်ဆိုတာကြိုးသိနေမနော်ဦးလေးကျန်ကအဲ့လာကိုကျုပ်စီကနေဖုံးကွက်ထားအောင်မလားဦးလေးကျန်ကခါတတဖြုံလိုက်ရန်ခေါင်းချလိုက်၏ကျုပ်တို့ငငယ်လေးတွေကအကိုကိုင်ကကျုပ်တို့ကိုတန်းပညာသင်ဖို့ပိတ်မင်းဖြစ်တယ်သူကကျုပ်ကိုပညာသင်ဖို့ဆိုပြီးအဝေးပို့ရင်မိသားစုအရေးကိစ္စတွေနဲ့မပတ်သက်အောင်လုပ်လိုက်တယ်ပြောစရာတွေကတော့အများကြီးပဲအကိုကိုင်ကတမရည်ရွယ်လို့ပဲချစ်ချစ်မရည်ရွယ်လို့ပဲချစ်ချစ်ရှောင်းနေနဲ့ကျုပ်ကိုစုမိသားစုနဲ့ဝေးပါကိုပို့ထားတာပဲရှောင်းနေကယူသားတုံအားလို့တိမှသိလိမ့်မယ်ဒါပေမဲ့ကျုပ်ကတော့အဲ့ဒါကိုသတိထားနေတာကြာပြီစူစီမိုကညင်သားစွာပြောလိုက်၏ရှောင်းနေတာငယ်ငယ်ကလေးကလေးကတိုင်းထင်ရာကိုတင်ထားချက်မယ်ဆိုရင်ဒီနေ့လိုကိစ္စမျိုးကဖြစ်လာခြင်းမှဖြစ်လာလိမ့်မယ်ကျုပ်တခုပြောနိုင်တာကဒီနေ့ဦးလေးချန်ခေါ်လာတဲ့စစ်သားတွေအကုန်လုံးကတိုက်ပွဲပြောင်းများစွာဆင်နွှဲလာတဲ့စအူးအဆင့်တိုင်းသမားတွေပဲကျုပ်တို့မိသားစုဖွဲ့စည်းကအလောက်အင်အားတောင့်တင်းနေမှလို့အရင်တုန်းကကလေးကသူတို့ကိုဘာလို့ထုံမပြတာလဲအခုကြီးလုပ်နေတဲ့စီးပွားရေးလုပ်ငန်းကတော့ဘာလဲသူကမြင်းရောင်းဝယ်ရေးလုပ်ယုံပဲလားအဲ့ဒါလုပ်ဖို့သူကဘာလို့ရန်တိုက်ပြီကိုတွားနေရတာလဲဦးလေးချန်ဒီကျင်းတဲ့ချက်ထဲကြောက်ရောက်သွားတယ်လို့ပင်သူဒီတစုံတစ်ခုကိုပြောချင်၏သို့တော့ပြန်လေထင်းချုပ်ထားလေ၏လူနှစ်ယောက်ဒီတိတ်ဆိတ်စွာမျက်နှာချင်းဆိုင်နေကြ၏လေးသူကတဖြည်းဖြည်းမွန်းချစ်ဖွယ်ကောင်းလာ၏စူစီမိုကရုတ်တရက်ကောက်ပြောလိုက်၏ကျုပ်တို့မိသားစုကတယောက်ယောက်တက်တာခံနေရတာလားဦးလေးချန်ရဲ့မျက်နှာသားကရုတ်တရက်ပြောင်းလဲသွား၏သို့တော်လဲသူဒီတခဏအတွင်းငကိုပုံမှန်တို့ပြန်ပြောင်းလိုက်၏ဦးလေးချန်ကျုပ်ကအရင်လိုခက်ဖြော့ဖြော့စားပေသမားလီမဟုတ်တော့ဘူးဗျာစုမိသားစုကဖားကိုခောက်ရတာလေစုမိသားစုရဲ့ရန်သူကဘသူလေကျုပ်ကိုဖြောပြဆန်းပါဗျာစုစီမိုဒီဦးလေးကျန့်ရဲ့လက်ကိုစုပ်ကိုင်ရင်းသူ့မျက်လုံးများကရန်သူအေးဆက်စွာနေတောက်ပနေ၏ဦးလေးကျန့်ကတပ်ပြင်းရှည်ကြီးချလိုက်၏ဒုတိယသခင်လေးအဲ့ဒါကကျုပ်ဖြိုးမပြလို့မဟုတ်ပါဘူးပြောလဲဖားမှာကောင်းလာမှာမဟုတ်လို့ပေါ့တင်ကအရင်ကနဲ့မတူဘူးဆိုတာဟုတ်ပါတယ်တင်ကအရန်ကိုပိုးတန်မာလာတဲ့မူလအဆင့်ပညာရှင်ကိုတောင်တတ်နိုင်တယ်ဒါပေမဲ့လေဦးလေးကျန်ကဖြိုးလက်စာကိုခဏလောက်ရက်တန်လိုက်ပြီးမှဘာပဲဖြစ်ဖြစ်အဲ့ဒါတွေကတေမျောတွေရဲ့ခွန်အားအစစ်မှာပဲရှိသေးတယ်ဟုခေါင်းခါပြီးပြောလိုက်လေတော့ဤစကလုံးများကတိတ်မစိမ့်လာဘူးလွန်ခဲ့တဲ့နှစ်ဝက်ခန့်ကရှမ်မန်ဂီထော်တွားခင်စုစီမှုကိုပြောခဲ့ဘူးလေဤသူဒီစအူးအဆင့်သို့မဟုတ်မူလအဆင့်ကိုရောက်နိုင်ခဲ့ရင်ပင်သူအရိကတေမျောတွေရဲ့ခွန်အားအဆင့်တာဖြစ်လေဤသူဒီ immortal နဲ့ရင်ဆိုင်ရင်မြတ်တို့မြခုခံနိုင်စွမ်းမရှိမီမဟုတ်ကြောင်းစုစီမိုဒီဦးလေးချန်ဘာကိုဆိုလိုချင်ကြောင်းကိုသဘောပေါက်လေဤတော့လေသူတို့စုမိသားစုရဲ့ရန်သူကဒနိုင်လာအင်မော်တယ်မြန်ဖိနေလိမ့်မည်ဟုမထင်ထားမိပဲထို့အပြင်စူစီမိုကိုတွေကလည်းမကြီးပဲပါပဲပကတိရွှေဦးတိုင်းအဆင့်အင်မော်တယ်ကိုအာခံမိထားသေးဟိစုမိသားစုရဲ့ရန်သူကဘယ်အဆင့်မှာလဲချီစုပွဲစစ်တယ်တော့အဆင့်လားအခြေထိအဆင့်လားရွှေဦးတိုင်းအဆင့်လားစူစီမိုကတင်းငင်စွာမေးလိုက်၏ထို့အဆင့်များနဲ့ပတ်သက်ပြီးစူစီမိုဒီကြားရွေထဲမှကြားဟူထားပြီချီစုပွဲအဆင့်ကိုအဆင့်ငယ်10ခုထပ်မံခွဲခြားထားပြီး10ခုမြောက်အဆင့်ကိုပြည့်ပြည့်စုံတဲ့အဆင့်ဟုခေါ်နိုင်ပေ၏အခြေထိအဆင့်တို့ရောက်လျင်ထိုတူကိုကျင့်ကြံသူလို့ခေါ်ဆိုနိုင်ပြီးရွှေဦးတိုင်းအဆင့်ရောက်မှသာထိုတူကိုပကိတိပြည့်စုံသောအဆင့်ဟုသတ်မှတ်နိုင်လေ၏တင်ဦးလေးကျန်သည်ကျင့်ကြံဤလောကဝေါဟာရများကိုစူးစီးမှုတိရှိထားမိဟုလုံးဝမထင်ထားပြီတို့အမူအရာကလွန်စွာထိလန့်တုန်လှုပ်သွားဟန်ပင်တခဏကြာပြီးနောက်ဦးလေးကျန်ကပြောလိုက်၏အချီတိအဆင့်နဲ့ပကတိရွှေဦးတိုင်းအဆင့်ဆိုတာကျုပ်တို့နဲ့အတော်အလားကွဲသေးပါတယ်
ကျုပ်တို့တာမန်တေမျိုးတွေကချီဆိုးဖွဲ့စစ်တဲ့တော့အဆင့်ကိုတော့ဘလူးမှရှင်နေမှာမဟုတ်ဘူးအခုချိန်မှာတင်ကမူလအဆင့်ပညာရှင်ကိုတက်ခေါင်းတက်နိုင်လိမ့်မယ်ဒါပေမဲ့အဆင့်1ချီဆိုးဖွဲ့စစ်တဲ့တော့ကတော့တင်ကိုအလွယ်တကူတက်နိုင်တယ်စူစီမို၏မျက်ခုံးနှစ်ဖက်ကအနှဲငယ်တုံ့ကွေသွား၏ဦးလေးချန်ကောကစားများကိုသူမယုံကြည်ပဲကြားရွယ်ဖြိုးပုံအရဆိုရင်နတ်ဆိုးသားရိကျင့်ချန်ခြင်းတလေတာအိုးကျင့်ချန်ခြင်းအမျိုးအစားသာဖြစ်လေ၏၎င်းသည် immortal ဘူဒ္ဓမိစ္ဆာဂုံကြီးသုံးကောင်းအောင်မကြပေယခုသူသည်တာရိနတ်ဆိုးစစ်မပါ၏အန်တိမနတ်ဆိုးကျင့်ချန်ခြင်းနီးစနစ်မှာခန္ဓာကိုယ်ချက်နိုင်ခြင်းအပိုင်းကိုကျွမ်းကျင်သွားပေပြီသူကအဆင့်1ချီဆိုးပွဲစစ်တဲ့တော်ကိုတော့မနိုင်ဘူးလားထို့အပြင်နှစ်ဝက်အတွဲမှာတက်ဖြတ်မှုနဲ့ခြင်းကစူစီမိုးကိုအများကြီးယုံကြည်မှုရှိလာစေခဲ့သည်ဦးလေးချန်ကျုပ်ကချီဆိုးပွဲစစ်တဲ့တော်ဒီလောက်ကိုတိုက်ခိုက်တက်ဖြတ်နိုင်တဲ့ခွန်အားရှိနေပြီဆိုရင်တင်ကျုပ်ကိုအမှန်တရားကနေဘာမှမထိန်ချဲမဲ့အခုံပြောပြမှာလားအဲ့ဒါကဦးလေးချန်ကအနှင်းငယ်တုံဆိုင်နေဒုတိယသခင်လေတင်မစိတ်ဝိညာဉ်ရင်းမြစ်မမရှိတာတင်ကတင်မျိုးတွေရဲ့အဆင့်ထိပဲလေ့ကျင့်နေမှာပေါ့ဘယ်လိုပဲဖြစ်ဖြစ်တင်ကအင်မော်တော်တွေနဲ့ရင်းနိုင်မှာမဟုတ်ဘူးစူစီမိုကလှန့်ရဲလိုက်သည်တီးရွယ်ပြောခဲ့တာကိုပြန်တတိရပြီးနောက်သူ့ပြောလိုက်လေချီစုဖွဲ့စစ်တော့အဆင့်ကိုဘယ်လိုလုပ်အင်မော်တော်လို့ပြောနိုင်မှာလဲပကတိရွှေဦးတိုင်းအဆင့်ကိုရောက်ရင်တော့သူတို့ကိုသူတို့အင်မော်တော်လို့ပြောနိုင်မှာမလားတီးရွယ်ထိုးစကားကိုပြောတော့ကစူစီမိုကကြောင်အားပြီးပြောစရာစကားမဲ့သွားရလေယခုဦးလေးချန်လေထို့အတိုင်းမဲ့သူဒီပါအဟောင်စားနဲ့တုံ့လှုပ်သွားလေတခင်ပြန်လာတာကိုစောင့်ကြရအောင်ပြီးမှအဲ့အကြောင်းဆက်ပြောကြတာပေါ့ကောင်းပြီလေအကိုကြီးပြန်လာမှပဲသူ့ကိုမေးကြည့်ရတာပေါ့စူစီမိုဒီဆက်မနေတော့ပဲလွှဲထွက်သွားလေတော့ အဆုံးထိနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်ညီမတို့ channel လေးကို like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်တွေ့မှာနော်